ဂျုံတို့ခေါ်တဲ့ကစုံစီဂရန်တကောင်ဟာထူးခြားတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။သူ့ရဲ့အစုအဖွဲ့ဟာအိမ်အစ်စ်တွေရတော့မှာပဲဖြစ်ပါတယ်။သူဟာစိတ်လှုပ်ရှားစွာနဲ့ပဲသူ့ရဲ့အပေါ်ကစုံစီဂရန်တွေကိုလှမ်းခေါ်ခဲ့ပြီးသူတို့အားလုံးဟာအကြီးဆုံးကနေအသေးဆုံးထိတန်းစီကခရုခွန်တွေကိုတစ်ခုပြီးတစ်ခုလဲလှယ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အားလုံးပဲအိမ်အစ်စ်တွေအစင်းမြင့်တင်ခွင့်ရရှိသွားခဲ့ကြပါတယ်။ဒါပေမဲ့ဂျိတ်ကတော့ခရုခွန်လဲဖို့ညှင်းဆန်ခဲ့ပါတယ်။အခြားသူတွေရှေ့ဆက်သွားနေချိန်မှာသူကတော့သူ့အမေချန်ထားရခဲ့တဲ့တခုလေးတော့အရာဖြစ်တဲ့ဟောင်းနှဆုပ်ပြက်နေတဲ့ခရုခွန်ဟောင်းလေးကိုဖတ်တွေ့ပြီးနောက်ဆုံးနေခဲ့ပါတယ်။အဲ့ဒီညမှာပဲဂျုံကဂျိတ်ကိုစိတ်သက်သာရစေဖို့အတွက်အိပ်ပျော်နေရကနေနှိုးပြီးနိုင်ကလပ်တစ်ခုကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာဂျိတ်ဟာသူတိတကူသဘောကျနေခဲ့ရတဲ့အန်နာကိုလှမ်းမြင်လိုက်ရပါတယ်။ဒါပေမဲ့သူတို့စကားမပြောရသေးခင်မှာပဲအန်နာတို့အမျိုးနွယ်စုကအကောင်တွေရောက်လာပြီးဂျိတ်ကိုလှောင်ပြောင်ကဝေးဝေးနေဖို့တတိပေးခဲ့ကြပါတယ်။ဂျုံကတော့ဒါကိုငြင်းခံမနေခဲ့ပါဘူး။သူကပြန်လဲတုတ်ပြန်ခဲ့တာကြောင့်မကြခင်မှာပဲလက်သေးတွေနဲ့အပြန်လည်ရိုက်နှက်ပွဲဖြစ်သွားခဲ့ပါတော့တယ်။ဒီရန်ပွဲဟာကလပ်ပိုင်ရှင်ကသူတို့အားလုံးကိုအပြင်မောင်းထုတ်လိုက်တဲ့အချိန်မှာပဲပြီးဆုံးသွားခဲ့ပါတယ်။ဂျိတ်ဟာအလွန်ဒေါသထွက်ပြီးမင်းငါကိုဒီကိုဘာလို့ခေါ်လာတာလဲဆိုပြီးဂျုံကိုအပြစ်တင်ခဲ့ပါတယ်။ဂျုံကလည်းငါကကူညီချင်းယုံတင်မလို့ပြန်ပြောပြီးသူတို့နှစ်ဦးအငင်းဘွားကစန့်ကျင်ဘက်အရက်စီကိုထုတ်ခွာသွားခဲ့ကြပါတယ်။ဂျိတ်ဟာကမ်းခြေတစ်လျှောက်သွားနေတော့အစောကလူမိုက်အုပ်စုနဲ့ထပ်တိုးပါတော့တယ်သူဟာထိတ်လန့်တကြားနဲ့ခရုခွန်လေးကိုပုံအောင်မှုစူးစမ်းခဲ့ပေမဲ့သူတို့ကသူ့ကိုဆွဲထုတ်ပြီးရေမောကသူ့ရဲ့ခရုခွန်အိမ်လေးကိုဟိုပြစ်တိလုပ်ခဲ့ကြပါတယ်နောက်ဆုံးအကောင်တစ်ကောင်ကခရုခွန်ကိုရိုက်ခွဲဖို့မြောက်လိုက်တဲ့အချိန်မှာပဲအန်နာရောက်လာပြီးတားဆီးပေးခဲ့ပါတယ်ဒါပေမဲ့ဂျိတ်ရဲ့ခရုခွန်ကတော့ရေထဲကိုလိမ့်ဆင်းသွားခဲ့ပါပြီးသူဟာခရုခွန်နောက်ကိုအပြေးလိုက်ခဲ့ပေမဲ့အချိန်ပြင်းနဲ့လှိုင်းလုံးကြီးတစ်ခုကသူတို့အပေါ်ကိုရိုက်ခတ်သွားခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ဂျိတ်ဟာထူးဆန်းတဲ့ကမ်းခြေတစ်ခုပေါ်မှာနိုးလာခဲ့ပါတယ်သူဟာဝေဝေဝါးဝါးနဲ့အန်နာနဲ့သူ့ရဲ့ခရုခွန်ကိုလိုက်လံရှာဖွေခဲ့ပေမဲ့ဘာမှရှာမတွေ့ခဲ့ပါဘူးအဲ့ဒီအစားသူ့အလိုလိုရွေးလျားနေတဲ့ပလင်းတစ်လုံးကိုတွေ့လိုက်ရပါတယ်အဲ့ဒီပလင်းထဲမှာတော့အခြားကစုံစီကရန်တစ်ကောင်ရှိနေတာပါဂျိတ်တယောက်ဘာလို့ရမှန်းမသိခင်မှာပဲသူတို့အပေါ်ကိုအရေးမဲကြီးတစ်ခုကြားရောက်လာခဲ့ပါတယ်အဲ့ဒါကတော့လူသားတစ်ယောက်ပဲဖြစ်ပါတယ်ပလင်းထဲကကစုံစီကရန်ကပုံအောင်သွားပြီးဂျိတ်ကတော့ကြောက်လန့်ပြီးတောက်တောင်ကြီးဖြစ်သွားခဲ့ပါတယ်အဲ့ဒီလူသားကပလင်းကိုကောက်ယူပြီးနီးကပ်လာတဲ့အခါဂျိတ်ဟာထွက်ပြေးခဲ့ပေမဲ့မလွတ်မြောက်ခဲ့ပါဘူးလက်ဝါးကြီးတစ်ခုကသူ့ကိုဖမ်းဆုပ်လိုက်ပါတော့တယ်သူပြန်လို့လာတဲ့အချိန်မှာတော့လှောင်အိမ်တစ်ခုလေးရောက်နေပြီးပိုဆိုးတာကအိမ်အစ်တစ်ခုကိုအတင်းကျပ်ပေးခြင်းခံရပါတယ်အဲ့ဒီနောက်မှာတော့သူဟာအန်နာကိုတွေ့လိုက်ရပါတယ်အန်နာကသူတို့ရောင်းချခံရမယ်ဆိုရင်ဘယ်တော့မှပြန်လာနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့သူတို့ရဲ့ကံကြမ္မာကိုရှင်းပြခဲ့ပါတယ်အခုချိန်မှာတော့သူတို့အတွက်ရွေးချယ်စရာလမ်းတစ်ခုပဲရှိပါတော့တယ်အဲ့ဒါကတော့ထွက်ပြေးလို့ရဖို့ပါပဲ